နိနမေမပါဘူးစေထိုးတယ်မှာတဲ့အဲ့ဒါနိခေါ်တွေ့တယ်တဲ့ဘာဖြစ်လဲဆိုတော့တဲ့နိဘယ်လိုစဉ်းစားလဲပေါ့နော်အဲ့ဒါနိရဲ့စုပ်ဖြတ်ချက်ပေါ့နော်နိတို့တကယ်စေးမထိုးဘူးဆိုရင်17လပိုင်းတည်းဆိုရင်နောက်ဆက်ရဲ့10လပိုင်းဆိုရင်လူအတိရသူတို့စာမယ်လူနိနေရာမှာသူများလူထဲ့မယ်ပေါ့နော်အဲ့ဒါနေမလို့မြင်လဲနေဘာဖြစ်လို့ထိုးစေးမထိုးချင်တာလဲကျမခတ်တီးပဲဖြစ်တာဘာမှမဖြစ်ဘူးလို့ဘာမှမဖြစ်ဘူးထိုးချင်တာပေါ့နော်ကျမတို့ဘာမှမစင်စားတာမထိုးချင်တာမထိုးဒါပဲပေါ့နော်အဲ့ဒါပေါ့နော်သူပြောတာဒီလိုဘာလဲရွေးချက်ပေါ့နော်ဒီလိုရွေးချက်ပေါ့နေတော့မထိုးစင်နေတော့အလုပ်ထွက်ရမှာပေါ့နော်ပြီးတော့ဒီအခုချိန်ဒီနိုင်ငံကသမတတွေထုတ်ထားတာအနက်ပေါ့နော်သူတို့စီထိုးရမယ်ခုပြင်တိုင်းပေါ့နော်ဒီ journalist တွေမှာနေမယ်ဆိုရင်စီထိုးရမှာပဲတဲ့တခြားလုပ်တယ်မှာလည်းကြက်စင်ရနေလုပ်လို့မရဘူးတော့ဟိုမှာလည်းနေလုပ်မရသူပြောတာအများကြီးပဲကျမနားထောင်တယ်ကျမနားထောင်တဲ့ချက်ကျမဗာမြင်လဲဆိုတော့နောက်ကဘာတော်မှာပြောထားတယ်တနေ့တစ်ချိန်ဆက်ဆိုရင်လူတွေရတယ်လူတွေအခုကလူတွေထိုးတာများတယ်လူတွေမထိုးတာနည်းတယ်ဖြတ်ထိတ်ကြမ်းမှာပြန်ကြည့်ရချက်အဲ့ဒါလည်းပေါ်လာမယ်နင်တို့တွေ့ရမယ်နင်တို့ကြုံရမယ်ကျမတို့ကြုံရပြီခုကပြန်ကြုံရပြီမြင်ရပြီပေါ့နော်အဲ့ဒါကျမဖယားသူဘာလဲပြီးရဖယားကိုသိုးနဲ့စိတ်နဲ့သူခွဲတော့မယ်အခုကကျမစဉ်းစားရတယ်ဟိုဘာလဲပြီးတဲ့တရက်နဲ့ပြီးတဲ့ပါရမဆူဆန်တဲ့စကားပြောပြီးကျမပြောလိုက်ထိုးတဲ့လူတွေမထေးတဲ့လူသူတို့ခွဲမယ်မဟုတ်လားကွာညီတို့စေးမထိုးတဲ့လူကညီတို့နေစေးထိုးတဲ့လူကတစ်ဖက်ဒီလိုပဲကျမတို့ဒီမှာထိုင်တာတစ်ဖက်စလုံးတစ်ဖက်စလုံးခေါ်ပါသိုးနဲ့စိတ်နဲ့ဖျားခွဲတော့မယ်လူအခုကလူကခွဲနေတယ်စေးမထိုးတဲ့လူကတနေရစေးထိုးတဲ့လူကတနေရနော်ကျမနှုတ်ကပတော်ထဲမှာဆင်းဆင်းပဲဖျားတခင်ပြောတယ်ငါသိုးကိုငါအတောင်သူသိတယ်ငါသိုးကိုငါနောက်လိုက်တယ်ငါစကားနားထောင်တယ်လေသူသိတယ်ငါအတောင်ငါသိုးမဟုတ်တဲ့လူကငါစကားသူနားမလဲမသိဘူးနားမလဲငါနောက်လည်းမလိုက်ဘူးအဲ့ဒါကျမပြောတော့ဘောလို့တခြားလူရတာမနေဘာလဲထိုးရမယ်မထိုးဆိုရင်သူတို့အလုပ်မလုပ်ရဘူးဆိုသူတို့အရန်ကြောက်တယ်ဟုတ်လားငါဖိမိအများကြီးရှိတယ်ငါလုပ်ရမယ်ငါဖိမိတွေဟိုမှာအိမ်ကားတွေပေးရတယ်ငါမလုပ်ဆိုမဖြစ်ဘူးတဲ့အဲ့ဒါသူတို့စေးထိုးရတဲ့လူရှိတယ်ကျမအဲ့ဒါပြန်ပြီးတော့တတိယနှုတ်ကပတော်မှာကောင်းကောင်းဖော်ပြထားတယ်မဟုတ်ငါလူတွေငါနောက်လိုက်မှာပဲငါသို့ငါနောက်လိုက်မှာငါသို့မဟုတ်တဲ့လူကငါနောက်မလိုက်ဘူးငါပြောချင်တာအခုကစေးထိုးတဲ့လူပြောတာမဟုတ်ဘူးနော်ဟုတ်လားဒီမှာပြောတာဒီမှာရောက်တိုင်းစေးထိုးတယ်ဟုတ်လားကျမတို့ဒါပြောတာမဟုတ်ဒီကျန်းစာထဲမှာသူတို့ဖော်ပြထားတာရှိလို့ကျမတို့ဒါမှပြန်ပြီးတော့ကျမတို့ကတနေ့တစ်ချိန်စဆိုတကယ်ထိုးရမယ်ဆိုရင်ကျမတို့မသိခင်ကျမတို့လည်းမกินထိုးရမှာပဲထိုးရမှာဘာဖြစ်လဲဆိုတော့သူတို့ကပြောလိုက်သေးတယ် United States လာတဲ့ချိန်ကနေတို့ဒီနိုင်ငံမှာဝင်မယ်ဆိုရင်နေတို့စကာမစီထိုးရမှာမဟုတ်လားလို့ဟုတ်တယ်တော့မဟုတ်ဘူးနေတို့လာဆိုကာမစီအများကြီးထိုးရတယ်ကျမတို့ထိုးရတယ်ခဏသွားတယ်မဟုတ်လားဒီလိုပဲလေကျမတို့လာတဲ့ချိန်ကာမစီထိုးရတယ်လေအဲ့ဒါဒီလိုပဲကျမတို့သူတို့ကလည်းအခုကသူပြောတာလေနေတို့လာတဲ့ချိန်ကနေဒီမှာဝင်မလို့နေတို့ကာမစီထိုးရတယ်မဟုတ်လားတဲ့ဟုတ်တယ်လို့အဲ့ဒီအခုကလည်းဒီလိုပဲအလုပ်လုပ်မယ်ဆိုရင်ကာမစီထိုးရမယ်မလို့သူတို့အမိန်ထုတ်လိုက်တယ်မလို့တာမတတဲ့အမိန်ထုတ်လိုက်တယ်တဲ့အဲ့ဒါလည်းသူတို့လည်းလောလိုက်လို့ရတာပေါ့နော်အဲ့ဒါပါပဲဖြစ်ပေါ့နော်ဒီမှာပြောတာဒီနှုတ်ကပတော်မှာကျမတို့ပြန်ဖတ်တဲ့အချိန်မှာနှုတ်ကပတော်မှာပြန်သိတဲ့လူတွေကပြန်ပြီးတော့ပေါ်ပြတဲ့တစ်စင်းပေါ့နော်အဲ့ဒါကျမကပြောစင်းလဲဆိုတော့ကျမတို့ဘာပဲဖြစ်ပေါ့နော်နှုတ်ကပတော်အပြည့်အဝထက်ထားဖို့ကျမတို့လိုအားတယ်တခါလေကျမတို့မေ့တော့မယ်ဒါပေမဲ့ဖယားတခါမှမမေ့ဘူးကျမတို့မကောင်းတဲ့လူတွေပဲမဖြစ်စုံတဲ့လူတွေပဲဒါပေမဲ့ကျမတို့အပေါ်မှာသူအမြဲတမ်းဖြစ်စုံပေးတယ်လုပ်ပေးတယ်အမြဲတမ်းသူကဖြည့်စင်ပေးတယ်တခါလေကျမစတဲ့မှာအိပ်ပြီးတော့မထတော့ဘူးဆိုရင်တော့ကျမတို့ ready ပြီလားတခါလေအိပ်ပြီးတော့မထတော့ဘူးလေဟာ
အဲ့ဒါတော့ကျွန်မအရန်ကိုကြိုက်တယ်ဘာဖြစ်လို့ကြိုက်တာလဲဆိုတော့ဘာမှအနာယောဂမရှိတဲ့ဘာမှမခံစားရဘူးလေအိတ်နဲ့ပြန်သွားတယ်ဒါပေမဲ့အဓိကတစ်ချက်ကျွန်မတို့ ready ပြီလားကျွန်မတို့ ready လို့ပဲလိုပါတယ်ကျွန်မဒီလိုပဲလိုချင်တယ်အနာယောဂလည်းခုမှကျွန်မမလိုချင်ကျွန်မလောကထဲမှာနေဆိုရင်မထိုက်တန်တော့ဘူးအလိုတော့ဖျားလိုတော့မရှိခုချင်ပြီးခေါ်လို့ရတယ်ကျွန်မဒီစကားတခုခဏကျွန်မပြောတယ်တခါလေကျွန်မတို့မော်ဒယ်ခါတော့ပြေးတယ်ဒီလောကထဲမှာနေကြနေဆိုရင်အပြည့်တွေလုံးမိမယ်လုံးပို့ပြီးတော့များလာတယ်ဒါပေမဲ့ဖျားတကယ်အသုံးပြုမယ်ဆိုရင်นี่အချိန်မကြောက်သေးဘူးนี่ငါခေါ်သွားလို့မရသေးဘူးငါအလုပ်နဲ့နေလုပ်ရမယ်ငါအလေးဖြည့်ရမယ်ငါ့ကိုတက်တည်ဖြည့်ရမယ်นี่ငါတက်တည်ဖြည့်ရမယ်ဆိုတော့ကျွန်မခဏပြန်ပြီးတော့ဖျားနဲ့ကိုကတော့ပြန်ဖို့တယ်ကိုအဖြစ်ဆိုတော့ကိုမလုပ်ဘူးမဲ့လေကိုထဲထဲမှာစဉ်းစားရတာအဖြစ်ပဲကိုစကားတစ်ခုပြောလိုက်တာလည်းအဖြစ်ပဲလူတွေကြည့်ရတာလည်းမြင့်လုံးနဲ့မှကြည့်တယ်ဆိုတော့အဖြစ်ပဲနော်အဲ့ဒီဆက်ပါဟောတယ်ပြည့်အပြည့်ရတယ်အပြည့်မရှိတော့ဘူးဟုတ်တယ်ကျွန်တော်တို့အပြည့်မရှိတော့ဘူးဘာဖြစ်လို့လဲဖခင်လက်မကတ်တဲ့မှာအတီခံပြီးသားဖခင်ရဲ့ကလုံးယူထားပြီးသားယူသွားပြီးသားထားပြီးမဲ့သူတို့ထလှုပ်တယ်ထပြီးတော့လှုပ်တယ်ထလှုပ်ပြီးမဲ့သူတို့အပြည့်မရှိတော့နောက်ကမတော်ဆင်းဆင်းပြောပြီးသားနင်တို့ထလှုပ်မယ်ဆိုရင်နင်အပြည့်ကိန်းမှာကိန်းလားအပြည့်ကိန်းမလားအေးလေအဖြစ်မကင်းဘူးလားဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ထားလုံနေတယ်လေငါကမတော့သူပြောထားပြီးသားငါသမီးဒီဘယ်သူမှနေမစင်ဘူးငါလည်းမစင်ဘူးနောက်တဖန်မလုပ်ဘူးအဲ့ဒါပဲဖျားပြန်ပြောတယ်ဒါပေမဲ့ကျွန်တော်တို့ထားလုံမယ်ဆိုရင်အဖြစ်ဘယ်တော့မှကင်းဒီလိုပဲလဲလုံလိုက်ပြန်ပြီးတော့ပြန်ဝင်ချတောင်းပါလိုက်လုံလိုက်ပြန်ဝင်ချတောင်းပါလိုက်ဒီလိုပဲလဲနေကြတယ်ဘယ်မှမရဘူးနော်အဲ့ဒါကျမတို့လောက်ပဲခွန်အားပေးခြင်းပေါ့နော်နှုတ်ကပတော်အများသွင်းထက်ထားကျမတို့ဘုရားနှုတ်ကပတော်ကမနေ့ယနေ့နောက်ကလမပြောင်းမလဲနဲ့နှုတ်ကပတော်ပေါ့နော်ကျမတို့လောက်ပဲဆုံးသတ်မယ်ရောက်တိုင်းဘုရားဆင်တိုင်းကောင်းကြီးပေးပါစေအာမင်